သောငွေရှင်များအားတမာရီဝတန်များဝိဇ္ဇရုံများတိုင်နှံ့ရှင်များဖြင့်ဆက်သွယ်၏တရားဓမ္မတန်တွေရောပေါင်းစုံတဲ့ကွာအိမ်ဝိဇ္ဇာတန်ဝိဇ္ဇာမန္တဝိဇ္ဇာမိဝိဇ္ဇာဗေဒဝိဇ္ဇာဘာဘုံဘာဘုံမင်းကောင်းဘိုးတော်ကြီးဘိုးတော်ကြီးဘိုးတော်ဖွင့်ရသေးဘူးအောင်ဝိဇ္ဇာပေါင်းရှင်းသောင်းတော်တော်ရပါပုဂ္ဂိုလ်ရည်ကြီးများဗျာရွှေရုံဘိုးကြီးစုရဘိုးကြီးဘိုးတော်ဘိုးကြီးကဲမပြင်းဘိုးကြီးကောင်ပင်လုံးကခဏမဲအပြင်39မဲဥရှိမန္တလေးမှာမကြံရုပ်ကစိုးပေါင်းဘုံကစိုးပေါင်းအာကာသစိုးပေါင်းတောင်းဆောင်တဲ့ကောင်းဆောင်တဲ့ရွာဆောင်တဲ့လမ်းဆောင်တဲ့နတ်စင်းရဲတော်မကြံကြီးကမစတိုင်မော်ဘီမလေးစိန်တိုင်မင်္ဂလာတော်မူရလာတိုက်တော်မှာတိုင်နှဲရှင်ပေါင်းလို့ဒီကောင်ယခုကျွန်တော်ရှင်မပင်ရောက်ရှိနေသောနဝိရှင်များသည့်အခက်အခဲများကျုံတွေ့နေရကြောင်းလူပြသောကျွန်တော်ကောင်းစွာသိပါသည်လက်ပြသောသင်တို့ဒီလည်းကောင်းစွာကြားကြပါသည်ထို့ကြောင့်ကုညီညာဝိုင်း၍မိုက်မာရန်လိုအပ်ကြောင်းကိုလည်းကြားသိကြပါသည်သူသိနိုင်ကြောင်းကုညီညာဝိုင်း၍မိုက်မာကြပါသည်ဥဒိတိချပေးပါဒီပါပဲသဘာမင်္ဂလာအသိသောမင်္ဂလာဒီဘဂုံတို့နဝိရှင်များခန္ဓာဖြစ်ပါသည်သဘာနေရောကုသောနဲ့ကသာတိသောနာပေါင်းတို့ဒီနဝိရှင်များမှာအကောင်းကျိုးမြောက်ကောင်းကျိုးရအောင်စောင့်ရှောက်ဆောင်လာကြပါသည်ကုန်သတိသဘာဝရဏုဘာဝိနကုဏစုသောမြတ်စွာဘုရားတို့ဒီမှာနှင်းမောတဲ့ဘိုးတော်ကြောင့်နဝိရှင်များကိုဒရာမီရောကြပါကာကသိန်းသူပိယခုတွေ့ကြုံနေရသောအခက်အခဲများပြည်ပြောက်၍လူဝင်ဆန္ဒများပြည့်စုံခြင်းချမ်းသာခြင်းတို့သည်ဘဂုံတို့ဖြစ်ပါသည်ဥဒိတိတမန်ချပေးပါအမေတော်ယနေ့ဘုံတော်တို့တရားကြည့်ရတော်မူလာသောအစိမ့်လေးရစရဏအစိမ့်၅ပါးနှင့်ပြည့်စုံတော်မူသောတရားသူနှုတ်ကပတ်တော်မြတ်နှင့်အကြားကျွန်တော်ပြဆို၏အတိလေးရတရတဗန္ဒီနာလေးပြာတိရန်စရထောင်ကျွများပေါင်းတွင်တောတောင်ရင်ဖြင့်စိုးလေသမျှဒုက္ခဒေဝအာကာသဆုဗေဒရုံနှင့်တဘောကြီးကျန်နမေနန္ဒမီနှင့်တကွာကာဂရီလေးပေါ်ဇောဂီလေးတွေအစိမ့်ပြေသူသုံးပေါ်အယုံမိတ်စာသမာမကျွင့်ဖတ်ပေးများစွာနဲ့တကားတို့နားလာလေးကောသုံးပေါ်တို့ရဲ့ဖတ်မပြင်းသည်တေတို့ငါတို့ဆရာသမ္မာသမ္ဗုဒ္ဓဒီလောကရာဇာမိဘပိုင်ခြားထားတော်မူသည်မှအစ၍ဒီဝေကာလေးလိဆွေတိုက်တွင်အယံကပတ်နှင့်သုံးပြသောဗေဒံကိုညီတော်အာရဏသင်ကြားပြသ၍ယရဏတို့ပြည့်တော်ကိုပြောဤရစီပြန်လျင်အကျဉ်းလေးတို့ပြေးလဲမျိုးကြောင့်လံပုံပေဆုံးမတတ်မိစ္ဆာနတ်တို့ဥပတ်ရောက်ကြဘူးလေသည်ဝေတရီခေါညမန္တသားသည်လည်း၄ပါးသောစသည်ဝင်းလဲရန်ထောင်မိုးတောင်နဲ့အထောင်လန်ယုံချိန်ုံပန်ဆင့်လက်နက်သွင်းပြီးလျင်ရွှေပလင်ကိုလိုချင်ပြီးများလူမီမှားချ၍ဆက်ရာရမတီမိမိဤသို့ပြန်လဲဖပြင်းသေဘေးရောက်ပြီးလေသည်ဘုံတော်ကိုလည်းရောင်း6ပဲ38ကျလက္ခဏာနှင့်ရာဇတိပိဘုန်းနဲ့ထွက်တဲ့ဘုရားရှင်ကိုစိတ်ကြံလျော်ရတော်မောင်ချင်းရိုးချင်းမဆက်ဒီလိုလည်းပြုလိုက်မိညာစောသားကျုလို့မကောင်းဘူးနဲ့အလုံးအန်ရေကခွဲ၍ယူလိပြီဝေမြညရကြဒီကြောင့်အောင်သိတုအောင်စုမင်္ဂလာဤကဘာတွင်ရသော်လေးကိုဖွင့်တော်မူကဒုနတ်ညမတရဝါဤအာချာမကေမမေကနိုင်ရမဲ့တော်ဘဂုံလူစရုဘုဒ္ဓဓမ္မောတန်ကဘုံကိုပြန်နဲ့ဝလနာပနာမှာသုံးပြင်ချ၍ဘုရားရှင်မိတ်မာကိုကျွန်တော်ကိုယ်တိုင်ယူလာခဲ့ပြီးဖြစ်သည်ယခုကျွန်တော်ရှင်မပင်ရောက်ရှိနေသောနဝင်းရှင်များသည်တရဏဂုံပြည်သူများဖြစ်၏ထို့ကြောင့်၎င်းတို့နှင့်တကွ၎င်းတို့၏မိသားစုအား၎င်း၎င်းတို့၏ပစ္စည်းဥစ္စာများ၎င်း၎င်းတို့၏ဂုဏ်တရား၎င်း၎င်းတို့၏ယာရုခါနန္ဒ၌၎င်းယခုဖြစ်ပေါ်နေသောအခက်အခဲစုံ၌၎င်းဤသူတစ်စုံတစ်ယောက်များထပ်မံအနှောင့်အယှက်မပြုရ၎င်းတို့သည်တရဏဂုံပြည်သူများယရဏသုံးပါးကိုထိထားကြသူများဖြစ်၏အကယ်၍နှောင့်ယှက်များနောက်ဆက်သောသူ၌ကြီးစွာသောဥပတ်ရောက်ကြဤကိုသိစေဒီမိန်တော်ပြန်တန်းကိုကြားနာပြီးဒီမှာစ၍တောဆောင်တဲ့တောင်ဆောင်တဲ့ဝါဆောင်တဲ့လမ်းဆောင်တဲ့မြစ်ဆောင်တဲ့အိမ်ဆောင်တဲ့အရက်တော်တို့သည်နဝင်းရှင်များ၏အခက်အခဲလူရည်ဆန္ဒတို့ကိုဖြည့်ရှင်းကူညီကြတော့သင်တို့အားလည်းကျွန်တော်ကခொနှစ်ညမပြတ်မေတ္တာဆက်၍ဝေပြီးကျွန်တော်ပြုသမျှသောကုသိုလ်ကောင်းမှုအစုစုကိုလည်းအညာပေးဝင်ပြီးသာရုခေါ်၍ပျော်ပျော်ကြီးကိုကြီးစောင့်ရှောက်ကြပါကုန်လောအသင်နမင်းအပေါင်းကိုကျွန်တော်တို့တောင်းသုံးရင်ခေါ်ရအောင်သာဒီနောက်သမီးနဲ့ခံပြီးတော့လို့ကြည့်ရများကို